ယေရှုဟာခရစ်တော်မဟုတ်ဘူးလို့ဘယ်တရားဟောဆရာပဲဟောဘယ်လူကပဲပြောဒီအရာကိုလုံးဝလက်မခံပါနဲ့ဟယ်လိုဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီခေါက်မှာတော့အန်တီခရစ်ဟာမြည်သူနီးအန်တီခရစ်ဆိုတာဘာလဲအန်တီခရစ်ကဘယ်သူတွေလဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်အနေနဲ့ပြောပြသွားပေးချင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ရဲ့ယုံကြည်သူညူကမောင်မတွေအားလုံးပဲအဆုံးထိအတူတူကနားဆင်ခံယူပြီးတော့မှမြင်မြန်လူရာရှိရင်လည်းပြန်ပြီးတော့မှကွန်မန့်မှာမြင်မြန်နိုင်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ပထမအဦးဆုံးအနေနဲ့အန်တီခရစ်ဟာမြည်သူနီးဆိုတာလေးကိုအရင်ဆုံးလေ့လာချင်ပါတယ်ဟုတ်ကဲ့ကျွန်တော်အခြေပြုထားတဲ့ကျမ်းပိုက်ကတော့တိရောအခန်းကြီး2အခန်းငယ်18ထဲကအကြောင်းလေးပဲဖြစ်ပါတယ်ဒီထဲမှာဆိုရင်တော့ကျွန်တော်တို့ခရစ်တော်ရဲ့ယန်သူဒီဟုတော့အန်တီခရစ်ဆိုပြီးတော့မှဒီကျမ်းပိုက်လေးကိုတွေ့ရပါတယ်ဒါကတော့ခရစ်ယာန်အများစုသိရှိနားလည်ခံယူထားကြတဲ့အန်တီခရစ်ပဲဖြစ်ပါတယ်နောက်ကာလမှာဗုဒ္ဓမတ်အန်တီခရစ်ပေါ့နော်ဟုတ်ကဲ့ဒါမဲ့ကျွန်တော်အနေနဲ့ပြောပြပေးချင်တာတော့ဒီအန်တီခရစ်မဟုတ်ပဲနဲ့အန်တီခရစ်အများဒါမှမဟုတ်အန်တီခရစ်ရဲ့ဝိညာဉ်ဒါကဘာတွေလဲဆိုပြီးမှကျွန်တော်အနေနဲ့ရှင်းပြပေးချင်ပါတယ်ဟုတ်ကဲ့အန်တီခရစ်အများအကြောင်းလေးကိုကျွန်တော်ဆက်ပြီးမှသွားလိုက်အောင်ပါကျွန်တော်သိရောအခန်းကြီး2အခန်းငယ်18ထဲကပြောထားတဲ့အတိုင်းပဲခရစ်တော်ရဲ့ယန်သူအန်တီခရစ်ပေါ်လာတဲ့အကြောင်းကိုကြားတဲ့အတိုင်းပဲယခုလည်းအန်တီခရစ်အများရှိကြတယ်ဆိုပြီးမှတမန်တော်ရှင်ယောဟန်ဒီမှာပြောပြထားတာပဲဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ယခုကာလဟာနောက်ဆုံးသောကာလဖြစ်တယ်ဆိုတာကိုသိရတယ်ဆိုပြီးမှပြောပြထားပဲဖြစ်ပါတယ်ဟုတ်ကဲ့ဆက်လက်ပြီးတော့မှကျွန်တော်အခန်းငယ်19ကိုဆက်ပြီးတော့မှကြည့်လိုက်မယ်ဆိုရင်တော့ထိုသူတို့သည်ငါတို့ထံမှထွက်သွားကြ၏ဆိုပြီးမှပြောထားပါတယ်ထိုသူတို့ဆိုတာဘယ်သူတွေလဲအဲ့ဒီအန်တီခရစ်အများတွေပဲဖြစ်ပါတယ်အန်တီခရစ်အများဟာတမန်တော်ကြီးရှင်ယောဟန်တို့စီကနေပြီးမှထွက်သွားတယ်ဆိုတာကိုကျွန်တော်ဒီကျမ်းပိုက်အပြင်ကျွန်တော်သိနိုင်ပါတယ်သို့တော်လည်းအထက်ကငါတို့နဲ့မဆက်ဆိုင်ကြငါတို့နဲ့ဆက်ဆိုင်ရင်ငါတို့နဲ့အတူနေကြလိမ့်မည်ဆိုပြီးမှပြောထားပါတယ်အဲ့ဒီအန်တီခရစ်တွေကတမန်တော်ကြီးရှင်ယောဟန်တို့နဲ့မဆက်ဆိုင်လို့သူတို့စီကနေထွက်သွားကြတယ်ဆိုတဲ့အကြောင်းအရာလေးကိုတွေ့ရပါတယ်ဟုတ်ကဲ့နောက်ပြီးအောက်ပြီးတော့မှအောက်မှာဆိုရင်ထို့သူအပေါင်းတို့သည်ငါတို့နဲ့မဆက်ဆိုင်ကြောင်းကိုထင်ရှားစေခြင်းငါတို့ထံမှထွက်သွားကြ၏ဆိုပြီးပြောထားပါတယ်အဲ့ဒီအန်တီခရစ်ရဲ့ဟာသူတို့နဲ့မဆက်ဆိုင်တဲ့အကြောင်းကိုသူတို့တွေကထင်ရှားဖို့ရန်အတွက်ထင်ရှားစေဖို့ရန်အတွက်တမန်တော်ကြီးရှင်ယောဟန်တို့စီကနေပြီးမှထွက်သွားတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်နဲ့အခန်းငယ်19အပြင်ကျွန်တော်နဲ့သိရှိနိုင်ပါတယ်ဒီအန်တီခရစ်တွေဟာစိမန်နဲ့ယုံကြည်သူတွေမဆိုင်ဘူးဆိုတဲ့အကြောင်းလေးကိုဒီကျမ်းပိုက်အပြင်တွေ့နိုင်ပါတယ်ဟုတ်ပြီကျွန်တော်တို့ပြီးတော့မှအခန်းငယ်22ကိုဆက်ပြီးတော့မှကြည့်လိုက်မယ်ဆိုရင်ဒီအန်တီခရစ်ဟာဘယ်သူလဲဆိုတဲ့ဟာကိုကျွန်တော်အနေနဲ့ထင်သာမြင်သာတွေ့နိုင်မှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်အခန်းငယ်22ကိုဖတ်ပြလိုပါတယ်မုတာကိုတုံသောသူကအဘယ်သူနည်းယေရှုသည်ခရစ်တော်မဟုတ်ဟုညင်းပယ်သောသူဖြစ်သည်ခမဲတော်နှင့်သားတော်ကိုညင်းပယ်သောသူသည်အန်တီခရစ်ဖြစ်၏ဆိုပြီးမှကျွန်တော်တို့အခန်းငယ်22မှာဖော်ပြထားပါတယ်မုတာကိုတုံတဲ့သူဟာဘယ်သူလဲမုတာကိုတုံတာစာတန်ပဲဖြစ်ပါတယ်မုတာရဲ့အဘဆိုပြီးမှတုံထားတာလည်းတွေ့ရပါတယ်နောက်ပြီးတော့မှကျွန်တော်တို့ယေရှုသည်ခရစ်တော်မဟုတ်ဟုညင်းပယ်သောသူဖြစ်သည်ယေရှုဟာခရစ်တော်မဟုတ်ဆိုပြီးမှညင်းပယ်တဲ့လူဟာအန်တီခရစ်ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်ခမဲတော်နှင့်သားတော်ကိုညင်းပယ်သောသူသည်အန်တီခရစ်ဖြစ်၏ဟုတ်ပြီကျွန်တော်တို့အနေနဲ့ဒီကျမ်းပိုက်ကိုကြည့်ခြင်းအပြင်ယေရှုဟာခရစ်တော်မဟုတ်ဘူးဆိုပြီးမှပြောတဲ့သူတွေဟောပြောတဲ့ဆရာသမားတွေဒီလူတွေကဘယ်လိုလူတွေလဲဆိုရင်အန်တီခရစ်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာကနေပြီးတော့မှရှင်းရှင်းလင်းလင်းဖော်ပြထားတဲ့ဟာလေးကိုကျွန်တော်အနေနဲ့ကြည့်ခြင်းအပြင်တွေ့နိုင်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ဘယ်ဆရာပဲဟောဘယ်သူကပဲဒီလိုမျိုးအကြောင်းလေးပြောယေရှုနဲ့ခရစ်တော်မတူဘူးယေရှုဟာခရစ်တော်မဟုတ်ဘူးလို့ပြောလို့ရှိရင်အဲ့ဒီသူဟာအန်တီခရစ်ပဲဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်အနေနဲ့ကြည့်ခြင်းအပြင်သိနိုင်ပါတယ်အဲ့တော့ကြောင့်မလို့ကျွန်တော်အနေနဲ့အရန်ကိုသတိထားမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့အခန်းငယ်23 24ကိုဆက်ပြီးမှကြည့်လိုက်အောင်ပါ
တားတော်ကိုညင်းပယ်သောသူမည်ဒီကခမဲတော်ကိုမသိတားတော်ကိုဝန်ခံသောသူမည်ဒီကခမဲတော်ကိုသိ၏တားတော်ကိုညင်းပယ်တဲ့သူဟာဘသူလဲအဲ့ဒီသူဟာတားတော်ကိုညင်းပယ်လို့ရှိရင်ခမဲတော်ကိုမသိဘူးဆိုကအခန်းငယ်23ကနေပြီးမှဖော်ပြထားပဲဖြစ်ပါတယ်တားတော်ကိုညင်းပယ်တဲ့သူကဘသူလဲအန်တီခရစ်ပဲဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်အခန်းငယ်22မှာကြည့်လို့ရှိရင်တွေ့နိုင်မှာပဲဖြစ်ပါတယ်ဒါတော်ကိုဝန်ခံတော်သူမည်ဒီကခမဲတော်ကိုသိ၏ဒါတော်ဟာခရစ်တော်ဟုတ်တယ်ဆိုတာကိုဝန်ခံတဲ့သူဟာခမဲတော်ကိုလည်းသိတယ်ဆိုပြီးမှကျွန်တော်တို့ဒီအခန်းငယ်23မှာတွေ့ရပါတယ်ဟုတ်ကဲ့24ကိုဆက်ပြီးမှဖတ်ပြလိုပါတယ်ထို့ကြောင့်တင်တို့သည်ရှေးဥစွာကပင်ကြားရသောဒေသနာကိုတင်တို့၌တည်စေကြလော့ထိုဒေသနာသည်တင်တို့၌တည်လျင်တင်တို့သည်ဒါတော်၌၎င်းခမဲတော်၌၎င်းတည်ရကြလိမ့်မည်အခန်းငယ်24မှာဆိုရင်ဘာဖော်ပြထားလဲဆိုတော့တင်တို့သည်ရှေးဥစွာကပင်ကြားတော်ဒေသနာကိုတင်တို့၌တည်စေကြလော့ဟိုအရင်ကတည်းကနေကြားထားရတဲ့ဒေသနာကိုကျွန်တော်တို့ရဲ့စိတ်နှလုံးသားထဲမှာတည်ကြည်စေဖို့ရန်အတွက်ရန်ကိုရည်ကြည်ပါတယ်ကြားထားရတဲ့ဒေသနာကိုကျွန်တော်တို့အနေနဲ့နှလုံးသားထဲမှာတည်ကြည်ထားမယ်ဆိုရင်ကျွန်တော်တို့ဟာသားတော်၌၎င်းခမဲတော်၌၎င်းတည်ရလိမ့်မယ်ဆိုပြီးတော့မှသတိပေးပြောဆိုထားတဲ့အကြောင်းလေးကိုကျွန်တော်အနေနဲ့တွေ့ရပါတယ်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့အန်တီခရစ်ဟာဘာတူလဲဆိုတဲ့ဟာကိုဒီချာလေးရှင်းမယ်လို့ယုံကြည်ပါတယ်ယေရှုဟာခရစ်တော်မဟုတ်ဘူးလို့ပြောတဲ့သူတွေဟောပြောတဲ့ဆရာတွေဒါတွေဟာကျွန်တော်တို့အန်တီခရစ်ဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်အနေနဲ့ဒီတမန်ကျမ်းစာအဖြစ်သိရှိနိုင်ပါတယ်ဒီလိုမျိုးကိုဘယ်ဆရာသမားပဲဟောအကယ်၍ကျွန်တော်တို့အတင်းလုံးမှာပဲဒီလိုမျိုးအကြောင်းကိုကြားရကြောင်းနဲ့ဒါကိုလုံးဝလက်ခံစရာအကြောင်းမရှိပါဘူးဘာလို့လဲဆိုတော့ယေရှုဟာခရစ်တော်မဟုတ်ဘူးဆိုပြီးမှညင်းပယ်တဲ့အတွက်ကြောင့်မလို့ဒီလူတွေဟာအန်တီခရစ်ဖြစ်တယ်ကျွန်တော်တို့အနေနဲ့ဒီဩဝါဒတွေကိုနားမထောင်ဖို့မခံယူဖို့ရန်အတွက်အရန်ကိုအရေးကြီးပါတယ်ဟုတ်ကဲ့ပြီးမှကျွန်တော်တို့ဆက်ပြီးမှသွားရအောင်ပါစိတ်ဝိညာဉ်တို့ကိုစုံစမ်းကြလော့ဆိုတဲ့ဟာလေးကိုကျွန်တော်နဲ့ဆက်ပြီးမှပြောပြပေးလိုပါတယ်ဟုတ်ကဲ့ကျွန်တော်အခြေပြုထားတဲ့ကျမ်းပိုက်ရတော့တီရောခန်းကြီး၄ခန်းငယ်1ကနေ4အထိပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒီထဲမှာကျွန်တော်တို့ဘာတွေပြောထားလဲဆိုတဲ့ဟာကိုကျွန်တော်နဲ့ဆက်ပြီးမှကြည့်ရအောင်ပါဟုတ်ကဲ့ကျွန်တော်အခန်းငယ်1ကိုဖတ်ပြလိုပါတယ်ချစ်သူတို့ခတ်သိမ်းသောစိတ်ဝိညာဉ်တို့ကိုမယုံကြနှင့်စိတ်ဝိညာဉ်တို့သည်ဘုရားသခင်နှင့်ဆက်ဆိုင်သည်မဆက်ဆိုင်သည်ကိုစုံစမ်းကြလော့အကြောင်းမူကားမိစ္ဆာပရောဖက်အများတို့သည်ဤလောကသို့တွားကြပြီဟုတ်ပြီကျွန်တော်ဒီအခန်းငယ်1ကိုကြည့်ရမယ်ဆိုရင်ခတ်သိမ်းသောစိတ်ဝိညာဉ်တွေကိုမယုံပါနဲ့ဆိုပြီးမှပြောပြထားတာကိုကျွန်တော်နဲ့ကြည့်ချင်းအဖြစ်တွေ့နိုင်ပါတယ်စိတ်ဝိညာဉ်တို့သည်ဘုရားသခင်နှင့်ဆက်ဆိုင်သည်မဆက်ဆိုင်သည်ကိုစုံစမ်းကြပါတဲ့ဘယ်လိုမျိုးစိတ်ဝိညာဉ်တွေကဘုရားသခင်နဲ့ဆက်ဆိုင်လဲဘယ်လိုမျိုးစိတ်ဝိညာဉ်တွေဟာဘုရားသခင်နဲ့မဆက်ဆိုင်ဘူးလဲဆိုတဲ့ဟာကိုကျွန်တော်နဲ့တရားစုံစမ်းဖို့ရန်အတွက်အရန်ကိုအရေးကြီးပါတယ်ပြီးမှအကြောင်းမူကားမိစ္ဆာပရောဖက်အများသူဤလောကသို့တွားကြပြီတဲ့ကျွန်တော်မိစ္ဆာပရောဖက်တွေဟာဒီလောကကိုတွားကြပြီဆိုတဲ့ဟာကိုကျွန်တော်နဲ့တွေ့နိုင်ပါတယ်အဲ့ဒီတမန်တော်တွေလက်ထက်ကကနေမိစ္ဆာပရောဖက်တွေဟာဒီလောကထဲမှာရှိတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်နဲ့တွေ့နိုင်ပါတယ်နောက်ပြီးမှကျွန်တော်တို့အခုခေတ်မှာလည်းမိစ္ဆာပရောဖက်အများဟာဒီလောကထဲမှာရှိတယ်ဆိုတဲ့ဟာကိုကျွန်တော်နဲ့ကြည့်မယ်ဆိုရင်တွေ့နိုင်ပါတယ်ဒါကိုကျွန်တော်အနေနဲ့ဘယ်လိုမျိုးစုံစမ်းမလဲဆိုတာတော့ကျွန်တော်ဆက်ပြီးမှကြည့်အောင်ပါအခန်းငယ်2မှာဆိုရင်တော့ဘုရားခင်ဝိညာဉ်တော်ကိုအဘယ်သို့သိနိုင်သနည်းဟုမူကားလူစားသည့်အဖြစ်ကြွလာတော်မူသောယေရှုခရစ်ကိုဝန်ခံသောဝိညာဉ်မည်ဒီကဘုရားခင်နှင့်ဆက်ဆိုင်၏ဘုရားခင်ရဲ့ဝိညာဉ်တော်ကိုဘယ်လိုမျိုးသိနိုင်မလဲဆိုတော့လူစားသည့်အဖြစ်ကြွလာတဲ့ယေရှုခရစ်ကိုဝန်ခံတဲ့ဝိညာဉ်ဟာဘုရားခင်နဲ့ဆက်ဆိုင်တယ်ဆိုပြီးမှကျွန်တော်တွေ့ရပါတယ်ကျွန်တော်ယေရှုခရစ်တော်ကိုဝန်ခံတဲ့သူယေရှုခရစ်တော်ကိုဝန်ခံတဲ့တရားဟောဆရာတွေပေါ့နော်ဒါတွေဟာဆိုရင်တော့ကျွန်တော်တို့ဘုရားခင်နဲ့ဆက်ဆိုင်တဲ့ဒီလိုမျိုးဟောပြောတဲ့ဝိညာဉ်တွေကဘုရားခင်နဲ့ဆက်ဆိုင်နေဆိုပြီးတော့ကျွန်တော်တွေ့ရပါတယ်နောက်ပြီးတော့ကျွန်တော်အခန်းငယ်3ကြည့်မယ်ဆိုရင်လူစားသည့်အဖြစ်ကြွလာတော်မူသောယေရှုခရစ်ကိုဝန်မခံသောဝိညာဉ်မိတီကဘုရားခင်နဲ့မဆက်ဆိုင်ထို့သောဝိညာဉ်ကသင်တို့သည်ကြားခဲ့ပြီးသည့်အတိုင်းဤလောကသို့လာမည်ဖြစ်၍ယခုပင်လာလျက်ရှိသောအန်တီခရစ်ဝိညာဉ်ဖြစ်၏လူစားတဲ့အဖြစ်ကြွလာတဲ့ယေရှုခရစ်ကိုဝန်မခံတဲ့ဝိညာဉ်ဟာဘုရားခင်နဲ့လုံးဝမဆက်ဆိုင်ဘူးဆိုတာဟာကိုကျွန်တော်အခန်းငယ်3ကိုကြည့်ခြင်းအဖြစ်တွေ့နိုင်ပါတယ်အဲ့လိုဝိညာဉ်တွေဟာကျွန်တော်တို့တွေ
အပေါ်မှာကြားခဲ့ပြီးတဲ့အတိုင်းပဲဒီလောကကိုလာနေတဲ့အန်တီခရစ်ရဲ့ဝိညာဉ်ဖြစ်တယ်ဆိုတဲ့ဟာကိုဒီတမန်ကျမ်းစာအဖြစ်ကြည့်မှဆိုရင်တွေ့နိုင်ပါတယ်ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့အနေနဲ့ယေရှုကခရစ်တော်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုဝန်ခံလားဝန်မခံဘူးလားဆိုတဲ့ဟာကိုကြည့်မှဆိုရင်ကျွန်တော်အနေနဲ့ဒါကိုလုံးဝသေချာလေးရှင်းလို့ရမှာပဲဖြစ်ပါတယ်အန်တီခရစ်ရဲ့ဝိညာဉ်နဲ့ယေရှုခရစ်တော်ဝန်ခံတဲ့ဝိညာဉ်ဆိုတာကိုသေချာလေးပိုင်းခြားနားလည်နိုင်မှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်အခန်းငယ်လေးကိုဆက်ပြီးဖတ်ပြလိုပါတယ်ချစ်သားတို့သင်တို့ဒီဖျားသခင်နဲ့ဆက်ဆိုင်ကြ၏ထိုသူတို့ကိုလည်းအောင်ကြပြီအကြောင်းမူကားတင်တို့ဘက်၌ရှိတော်သူသည်လောကဘက်၌ရှိတော်သူထက်သာ၍ကြီးတော်မူ၏အာမင်တင်တို့ဟာဘုရားသခင်နဲ့ဆက်ဆိုင်ကြတယ်ဆိုပြီးတမန်တော်ကြီးရှင်ယောဟန်မှာပြောပြထားပဲဖြစ်ပါတယ်ထိုသူတို့ကိုလည်းအောင်ကြပြီဘယ်သူတွေလဲကျွန်တော်ဘယ်သူတွေအောင်ရလဲဒီအန်တီခရစ်တွေကိုအောင်ပြီနောက်ပြီးတော့မှကျွန်တော်ဘက်မှာရှိတဲ့သူဟာလောကဘက်၌ရှိတော်သူထက်သာ၍ကြီးတော်မူ၏အာမင်ဘုရားသခင်ကယေရှုခရစ်တော်ဟာလည်းကျွန်တော်လောကဘက်မှာရှိတဲ့သူတွေထက်သာ၍အားကြီးတယ်ပို့ပြီးတော့မှကြီးတော်မူတယ်ကြီးမြတ်တော်မူတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်လည်းတွေ့ရပါတယ်ယေရှုခရစ်တော်ဘုရားခင်ဟာစာတန်ထက်သာပြီးတော့သာ၍ကြီးမြတ်တယ်ဆိုတဲ့အကြောင်းတွေကိုကျွန်တော်လည်းကြည့်မယ်ဆိုရင်တွေ့နိုင်ပါတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်လည်းကြောက်ရွံ့စရာမလိုဘူးအန်တီခရစ်ရဲ့ဝိညာဉ်နဲ့ကျွန်တော်ဘုရားခင်နဲ့ဆက်ဆိုင်တဲ့ဝိညာဉ်ကိုကျွန်တော်တခြားနည်းခွဲခြားနိုင်မှာဆိုရင်ကျွန်တော်အတွက်ဘာမှကိုကြောက်စရာမလိုဘူးဆိုတဲ့ဟာကိုကျွန်တော်နဲ့ဒီတမန်ကျမ်းစာအဖြစ်ကြည့်မယ်ဆိုရင်တွေ့နိုင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ရဲ့ယုံကြည်သူညီကောင်မိတ်ဆွေနဲ့အားလုံးပဲနားလည်မယ်လို့ယုံကြည်ပါတယ်ဟုတ်ကဲ့ကျွန်တော်နောက်ဆုံးအနေနဲ့ကတော့ဒီလိုမျိုးအန်တီခရစ်ရဲ့ဝိညာဉ်တွေကိုတွေ့လို့ရှိရင်ဘာလုပ်ရမလဲဒီမျိုးလူတွေနဲ့တွေ့ရင်လုံးဝကျွန်တော်တို့တွေလက်မခံပါနဲ့အဲ့လိုလူတွေနဲ့တွေ့ရင်လုံးဝမပေါင်းဖော်ပါနဲ့သူတို့တွေကိုအိမ်လေးကိုလည်းမဖိတ်ခေါ်ပါနဲ့ဆိုပြီးတော့မှတမန်တော်ကြီးရှင်ယောဟန်နေပြီးတော့မှပြောထားတဲ့ဟာလေးကိုနှစ်ရောအခန်းကြီး1အခန်းငယ်ခွန်ကနေ17အထက်မှာကြည့်မယ်ဆိုရင်ဒီအန်တီခရစ်တွေနဲ့လုံးဝမဆက်ဆံဖို့မပေါင်းသင်းဖို့ရန်အတွက်တားမြစ်ထားတဲ့ကျမ်းပိုက်လေးကိုတွေ့ရပါတယ်ဟုတ်ကဲ့ကျွန်တော်အခန်းငယ်ခွန်ထဲမှာဆိုရင်ယေရှုခရစ်တော်ကိုညှင်းပယ်ပြီးတော့မှလှည့်ဖျားတဲ့လူတွေဟာဒီလောကထဲကိုဝင်ကြပြီအဲ့သူတွေကလှည့်ဖျားတဲ့သူဖြစ်တယ်အန်တီခရစ်လည်းဖြစ်တယ်ဆိုတာကိုပြောပြထားတာပဲဖြစ်ပါတယ်ကျော်တို့ဟာကိုပြုစုထားတဲ့အရာတွေကိုမပြောက်ပြက်စုံလင်တဲ့အကျိုးကိုရဖို့ရန်အတွက်ကိုသတိပြုအဆောင်လျှောက်ပါဆိုပြီးတော့အခန်းငယ်10မှာဖော်ပြထားပဲဖြစ်ပါတယ်ဒီမှာအခန်းငယ်9မှာဆိုရင်လေခရစ်တော်ရဲ့ဒေသနာမှာမတည်ဘဲနဲ့လွန်ကျူးတဲ့သူဟာဘုရားသခင်ကိုမသိခရစ်တော်ရဲ့ဒေသနာမှာတည်တဲ့သူကခမဲတော်နဲ့သားတော်ကိုတည်တယ်ဆိုပြီးမှသတိပေးထားလဲတွေ့ရပါတယ်ဒီလိုမျိုးဒေသနာမပါတဲ့သူဟာကျော်တို့စီကိုလာမယ်ဆိုရင်ကျော်အိမ်မှာလုံးဝလက်မခံနဲ့မင်္ဂလာရှိပါစေတော့မှဆိုပြီးတော့မှနှုတ်မဆက်နဲ့ဆိုပြီးမှအခန်းငယ်30မှာလုံးဝဖော်ပြထားပဲဖြစ်ပါတယ်ပြီးတော့ကျော်အခန်းငယ်7ကိုဆက်ပြီးမှကြည့်မယ်ဆိုရင်မင်္ဂလာရှိပါစေတော့ဟုထိုသူကိုနှုတ်ဆက်လျင်သူ၏ဆိုးရသောအကျင့်တို့နှင့်ဆက်ဆံရာသို့ရောက်၏ဆိုပြီးမှပြောပြထားပဲဖြစ်ပါတယ်ကဲ၍ကျော်တို့ဒီမျိုးလူနဲ့တွားပြီးမှနှုတ်ဆက်မယ်သူရဲ့ဆိုးရတဲ့အကျင့်နဲ့ကျော်တို့ကဆက်ဆံရာကိုရောက်မယ်ဆိုတဲ့အကြောင်းလေးကိုပြောပြထားပဲဖြစ်ပါတယ်အဲ့အတွက်ကြောင့်မလို့ကျော်တို့ယုံကြည်သူညီကောင်မတွေအနေနဲ့အကယ်၍ကျော်တို့ဟာအန်တီခရစ်ကိုတည်တယ်ဒီလိုမျိုးလူတွေကိုကျော်တို့နဲ့တခြားလေးခွဲခြားပြီးမှတည်ပြီဆိုရင်အဲ့ဒီမျိုးလူတွေနဲ့တွေ့တဲ့အခါမှာသူတို့နဲ့တွားပြီးမှနှုတ်မဆက်ပါနဲ့ဆိုပြီးတော့အဲ့ဒီလောက်ထိတော့မှကျော်တားမြစ်ထားတယ်ဆိုတဲ့ဟာကိုတွေ့ရပါတယ်အကယ်၍ကျော်တို့အနေနဲ့မသိပဲနှုတ်ဆက်မိခဲ့တယ်ပဲဖြစ်ဘာဖြစ်သူတို့လည်းပြန်ပြီးမှပြောပြပါလို့ဒီမျိုးလေးပြောပြချင်ပါတယ်ယေရှုဟာခရစ်တော်ဖြစ်တယ်ဆိုတဲ့ဟာလေးကိုဒီမျိုးလေးပြန်ပြီးမှပြောပြပါနော်အကယ်၍သူတို့အနေနဲ့လက်မခံဘူးဆိုရင်လည်းဒါသူတို့ရဲ့အပိုင်းပဲဖြစ်ပါတယ်ကျွန်တော်အနေနဲ့ပြောပြမှဖြစ်ပါတယ်အကယ်၍သူတို့နဲ့ကိုပြောတဲ့ဟာကိုလုံးဝလက်မခံဆိုတော့သူတို့ကိုသွားပြီးမှမပတ်သက်ပါနဲ့သူတို့နဲ့မဆက်ဆံပါနဲ့ဆိုတဲ့အကြောင်းလေးကိုဒီနှစ်ရောခန်းကြီး1အခန်းငယ်ခွန်ကနေ17ထဲမှာဖော်ပြတဲ့ဟာလေးကိုကျွန်တော်နဲ့ကြည့်မယ်ဆိုရင်တွေ့နေပါတယ်ကျွန်တော်ယုံကြည်သူညီကောင်မိတ်ဆွေအနေနဲ့လည်းသွားပြီးမှဖတ်ကြည့်ပါလို့ကျွန်တော်လည်းတိုက်တွန်းလိုပါတယ်ဟုတ်ကဲ့ကျွန်တော်ယုံကြည်သူညီကောင်မိတ်ဆွေတွေအားလုံးပဲနားလည်မယ်လို့ကျွန်တော်အနေနဲ့ယုံကြည်ပါတယ်အန်တီခရစ်ဆိုတာဟာယေရှုနဲ့ခရစ်တော်ကိုခွဲတဲ့ဆိုတဲ့ဟာလေးကိုတွေ့ရပါတယ်ယေရှုဟာခရစ်တော်မဟုတ်ဘူးလို့ဘယ်တရားဟောဆရာပဲဟောဘယ်လူကပဲပြော
ဒီအရာကိုလုံးဝလက်မခံပါနဲ့ဒါဟာ anti crit ဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်အနေနဲ့တမန်ကျမ်းစာကိုကြည်ခြင်းအဖြစ်ကျွန်တော်လုံးဝတိတိကျကျထင်ရှားစွာနဲ့သိနိုင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ယုံကြည်သူဒီကွန်မန့်မိတ်ဆွေတွေအားလုံးပဲနားလည်မယ်လို့ယုံကြည်ပါတယ်အကယ်၍သိရှင်နာဒီအတွက်ကျွန်တော်ပြောပြသွားတဲ့ထဲမှာနားမလဲတာလေးတွေမိခွန်းလေးတွေရှိရင်လည်းပြန်ပြီးတော့မှမေးမြန်းနိုင်ပါတယ်ကျွန်တော်အနေနဲ့လည်းကျွန်တော်တည်တော်လေးကိုတင်ပြထားပေးတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ယုံကြည်သူညီကွန်မန့်မိတ်ဆွေတွေအားလုံးပဲနားလဲတပုတ်ပေါက်မယ်လို့ယုံကြည်ပါတယ်အဆုံးထိနားထောင်ပြီးသွားကြတဲ့ကျွန်တော်ယုံကြည်သူညီကွန်မန့်တွေအားလုံးလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်